hello ဒီ video ကျွန်တော်ရဲ့ဒါ9ရက်10ရက်9ရက်ပေါ့နော် video 3ရက်စလုံးကို approve လုပ်တဲ့ video လေးပါကျွန်တော်9ရက်နေ့တော့ garden မှာသွားရတော့ဒီတိုင်းပဲပေါ့နော်ဒါကျွန်တော်ဒီ trade အိမ်မှာအိတ်တော့ဒါတငယ်ချင်းနေနဲ့စူဝေးကြတော့ပေါ့နော်ကျွန်တော်အဲ့ဒီကြကမှ12နာရီတဲအကြောင်းပြောပြီးတော့ထပြီးတော့တိုက်ထိုးပါတယ်ဆိုတော့ဘေးနာသူတော့မအိတ်ခိုင်းပါလို့ဆိုတော့တဲချောက်လို့ပါတဲချောင်းနေပြောပြီးတော့ကျွန်တော်အမပထမဆုံး gill တိုက်ထိုးရဲပေါ့နော် gill တိုက်ထိုးပြီးကံမှာကျွန်တော်နောက်တစ်ခေါက် man တိုက်ထိုးမှာပေါ့နော်ဆိုတော့ကျွန်တော် gill တိုက်ပြီးတော့ man တိုက်ဆက်ထိုးတယ်ကျွန်တော်9ရက်နေ့တုန်းကဆိုတော့ကျွန်တော်10ခေါက်မဟုတ်17ခေါက်ထိုးရတဲ့နေ့ပေါ့နော်17ခေါက်ထိုးဆိုမနေ့ထိုးကဘာလို့လဲဆိုတော့အဲ့နေ့ကလှလှရှာအရန်ရှိပေမဲ့လေအားကစားနဲ့ပတ်သက်ဘာမှမရှိကြတော့အိမ်မှာနေတဲ့ရက်တွေဆိုရင်ပို့ပြီးတော့ထိုးရတယ်ပေါ့နော်အဲ့နေ့ကတော့နည်းနည်းလှလှရှာရှိကြတော့ထိုးရတော့အဆင်ပြေတယ်ဒါပေမဲ့ is really a little bit hard again အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့နေ့ကဒီ gear type နှစ်ပြန်ထိုးတယ်ဒီ man type နှစ်ပြန်ထိုးတယ်ပေါ့အဲ့မှာကျွန်တော်ထိုးလိုက်တာစကားပြောလိုက်နေပေါ့နော်ဘေးကလူထိုးလိုက်စကားတော့အဓိကကြီးကြီးရောက်ပြောနေတာပေါ့နော်ဘေးကသူမအိပ်အောင်လို့ပါဆိုတော့အနေပြီးကျွန်တော်စကားပြောပြီးတော့ပြန်ထိုးရပေါ့နော်ကျွန်တော် gear type ပြန်ထိုးတယ် gear type ပြန်ထိုးပြီးကျွန်တော် man type ပြန်ထိုးတယ်အဲ့နေ့ကတော့တစ်ခါထိုးကိုကျွန်တော်I think 17ခါ9ရက်နေ့ဆိုတော့17ခါပြန်ထိုးရပေါ့နော်ဟုတ်တယ်အဲ့လိုတို့ဒါပေမဲ့ဟိုစားဘယ်လိုပြောမလဲဟို9ရောက်ပေါင်းနေတူတယ်ပြောချင်တာဘယ်လိုဒီနေ့အတွက်နှစ်စုံဒါမှမဟုတ်ဒီနေ့3စုံလို့ထုတ်ထားရှိအဲ့ဟာ randomly မရဘူးရတင်ရှာတော့လေးပါတယ်ကိုရအေးရ writing ကြည့်ရမှာโอเคဒါတော့ day 8ပါ day 8ကကျွန်တော်တခြားနေရာရောက်သွားပြန်ပြီပေါ့နော်ကျွန်တော်ညဘက်အလုပ်ကလေးရှိရနဲ့စီးဆိုင်မှာအိတ်တာပေါ့နော်ဆိုတော့စီးဆိုင်မှာအိတ်တော့နေရာကတော့အခြေအနေကအလိုမျိုးလေးပါကျင်းကျုပ်ထဲကျွန်တော်ထိုးရတာပါဆိုတော့မသိရင်တော့ဒါကြည့်နေတဲ့သူတွေကိုကောင်းကြီးဝင်လာတော့မတိုင်ပေါ့နော်အဲ့မှာဒီကျွန်တော်နှစ်ပြန်တော့မထိုးလိုက်ဘူးအဲ့တော့လည်းကျွန်တော်စနစ်ကြောပဲစနစ်ခွဲလောက်မီတင်တစ်ခုပြီးကမှထိုးရဆိုလူကဘလို့မှမရှိပါဘူးအဲ့gear type ထိုးရအောင်မ9ခါလောက်10ခါလောက်မှာကျွန်တော်မတရားတက်နေအိမ်မှာဘလို့မှဒါ10ရက်နေ့ဆိုတော့ဒါ12ခါထိုးရမယ်နေပေါ့နော်12ခါထိုးရနေဘလို့မှအဆင်မပြေပါဘူးဒါပေမဲ့အဆင်ပြေပေမဲ့လည်းchallenge ပြတ်မှာဆိုလို့ဒါထပ်ထိုးတယ်ပေါ့တကယ်တော့စနစ်ခွဲတော့ကြော်သွားပြီဖြစ်တယ်ဒါပေမဲ့လည်းကျွန်တော်မအိတ်သေးဘူးဆိုပြီးတော့ဟိုမှာထိုးလိုက်ပါတယ် gear type ထိုးအမ gear type တော့မနေတင်းကျပ်ပြီးထိုးနေရတယ်လို့ပါပြီးတော့ man type ပြန်ထိုးတယ်ပေါ့နော်လေကျွန်တော်12ခါပြန်ထိုးလိုက်ပါတယ်ဗျโอเค9ရက်နေ့မြောက်ကတက်တက်ကြတော့ကျွန်တော်ကာရီသွားတယ်ဒီနေ့ပေါ့နော်ကိုမကွာရီရဲ့ပြန်လာဖြူတန်ပြီးအတက်တာပေါ့နော်ဆိုတော့9ရက်နေ့က73ကြိမ်မြောက်အရန်တိတာကာဒီမှာနည်းနည်းလေးလို့တစ်ခါနှစ်ခါတော့မဟုတ်ဘူးပေါ့နော်ဒီက60ကန်လက်သီးလေးပါထိုးပြီးတော့ပြီးလူရဲ့ခန္ဓာကလုံးဝ edit ဖြစ်သွားပြီအဲ့အရန်ထိုးလို့ကောင်းတယ်ဆိုတော့ဒါပုံမှန်ထပ်ပြီးထိုးလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်အချင်းသိနေရတယ်
အားနဲ့ကျွန်တော်ဒီကြော့စီပဲထိုးခဲ့တယ်အပြီးတော့ခဲတဲ့ထိုးပြီးတော့ကျွန်တော်ဒါ wine တိုက်ပြန်ထိုးတယ်ပေါ့နော်ဆိုတော့ဒီကောင်ကဒီနေ့ကကိုရင်းနေဆို14ကြိမ် I think yes 73ကြိမ်ထိုးတယ်ကျွန်တော်73ကြိမ်ထိုးပါတယ်ဘလို့နဲ့မှမတူကျွန်တော်ကာဒီသွားရရင်နဲ့အိမ်မှာနေပြီးတော့ထိုးရရင်နဲ့မတူနောက်ပြီးတော့ကိုပေးမှာအဲ့လိုမျိုးပေးနာအားကစားပေါ်ရှိရဲ့ရက်နဲ့ကိုတယောက်ထထိုးရရက်ဆိုတာလည်းပြန်ကွဲသွားသေးရဲ့ပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲဒီ view လေးကတော့3ရက်စာ proof review လေးပါအားလုံးပဲbye bye ပါ